အလုံးပဲမင်္ဂလာပါဒီနေ့ငွေလာတင်ပေးမယ့်ထိုင်းစာလုံးကတော့ rap ဆိုတဲ့စကားလုံးလေးပါ rap ဆိုတာကြတော့လက်ခံတီးပေါ့နော်အဲ့တော့ဒီရဲ့ rap ဆိုတဲ့စကားလုံးကိုစာလုံးလာပေါင်းကြမယ်အဲ့တော့သူကဖျန်ရှနာရော်ရရှိတယ်စရကစရအပေါ့နော်ပြီးတော့ပေါ်ပိုင်ပိုင်းဆိုတော့သူစကွတ်ဖြစ်တယ်အဲ့တော့ဒီနေရာရဲ့စရအဆိုတော့သူကအနောက်ကအသက်ပါလို့သူကမဲဟန်အကတ်အဖြစ်ပြောင်းလိုက်တယ်ပေါ့နော်ဒါမဲ့စာလုံးပေါင်းတဲ့အချိန်ကြာလို့ရှိရင်စရအတန်အတိုင်းပဲထွက်ပါတယ်အဲ့တော့ပေါင်းလို့ရှိရင်ရောအဘောrap ပေါ့နော်ရောအဘော rap ရောအဘော rap ပေါ့နော်အဲ့ဒါဆိုတော့ rap ဆိုတဲ့စကားလုံးလေးပါ rap ဆိုတော့လက်ခံတည်ပေါ့နော်နောက်ဒီရဲ့ rap ဆိုတဲ့စကားလုံးသူ့ရဲ့နောက်အတိတ်ပဲတစ်ခုကြတော့ကြိုတယ်လို့လည်းပြောလို့ရတယ်ပေါ့နော်ဥပမာပိုင် rap သွားကြိုတယ်ပေါ့နော်အဲ့လိုလည်းပြောလို့ရတယ်ကဲဒီနေ့တော့ဒီလောက်နေပဲဆုံးသတ်လိုက်မယ်အားလုံးကိုကျေးဇူးတင်ပါတယ်